ဒီနေ့မှုချင်းတွေ့လို့တွေ့ညာတောထဲကိုစောစောဝင်ရအောင်အဖေကြီးမိမဒီနေ့မှုချင်းတွေတိတ်မတွေ့ဘူးနော်စောစောသွားမှသူများထဲဦးမှာမနဲ့စောစောထသွားကြတာပေါ့မနဲ့ကြတော့လင်မယားနှစ်ယောက်ထမင်းတို့ကိုစီနဲ့တောထဲကိုဝင်ခဲ့ကြတယ်တောထဲမရောက်ခင်ရွာနောက်ဘက်တောင်ကုန်းပေါ်ကဇီဒီကိုဖူးချင်တာနဲ့လင်မယားနှစ်ယောက်ဖျားဘော်ကိုတက်လာတယ်ဖျားဘော်ကိုရောက်တော့ဟဲရင်ပြင်းတစ်ခုလုံးကြောက်တံပရမများတွေအပြည့်ပါလာတော့ရေးထူးဆန်းလိုက်တာကျုပ်တို့ကိုသူတော်ကောင်းနတ်တွေကမားစားတာပဲတော့ပလိုင်းထဲကိုရွှေတွေထည့်လေဘာလုပ်နေတာလဲလင်မယားနှစ်ယောက်ပလိုင်းထဲကိုရွှေကောက်ထည့်လိုက်တာနဲ့ရင်ပြင်းတစ်ခုလုံးကရွှေတွေပျောက်ချင်းမလားပျောက်သွားတယ်ပလိုင်းထဲမှာလည်းဂဲလုံးတွေဖြစ်ကုန်တယ်မျက်လုံးအမြင်မားတဲ့ထင်ပြီးကြည့်တော့လေဘာမှမရှိတော့ဘူးအဲ့ဒါနဲ့ဖျားဘော်ကပြန်ဆင်းဖို့လုပ်တဲ့အချိန်မှာရင်မြင်မှာကြောက်တံပရမများတွေကပြန်ပြီးတော့ပြည့်နေတယ်အဲ့ဒီလုံနဲ့ကောက်လိုက်ပျောက်သွားလိုက်နဲ့3-4ခါလောက်ကြာတော့အမေကြီးရေငါတို့ကိုတော့စမ်းသပ်နေပြီထင်တယ်သမီးလေးပြောတဲ့အလှလုပ်ဖို့ငါတို့စိတ်ကိုစမ်းသပ်နေတာထင်တယ်ကွာအဲ့ဒီတော့စမ်းကြည့်အောင်ဘလို့စမ်းပါလဲတော်ကလဲအခုငါတို့ရဲ့ရည်မှန်းချက်ကသမီးလေးရဲ့အတွက်အလှလုပ်ပေးဖို့မလားအဲ့ဒီအတွက်အလှတစ်ခုလုပ်ဖို့လုံလောက်တဲ့ပမာဏကိုပဲယူကြတာပေါ့ပြောဆိုနဲ့ရင်ပြင်းအဆက်နားမှာကြာနေတဲ့ရွှေလက်ကောက်တကွင်းကိုကောက်ယူလိုက်တယ်